အားလုံးပဲမင်္ဂလာပါခုကတော့ကျွန်တော် networking လက်တွေစမ်းဖို့အတွက် EVE ကိုကျွန်တော် Google Web မှာဘယ်လို install လုပ်ရမလဲဆိုတော့ကိုကျွန်တော် step by step ရှင်းပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ EVE တင်မှာဆိုလို့ရှိရင်ကျွန်တော်တို့Windows မှာပိတ်ထားပေးဖို့ setting လေးတွေရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ Windows feature ဒါတော့ Windows feature မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးတွေကိုကျွန်တော်ပိတ်ထားပေးဖို့လိုတယ်အဲ့ဒါကိုဘယ်လိုရှာမလဲဆိုရင်Windows feature လို့ရှာလိုက် Windows feature လို့ရိုက်ရှာလိုက်ပြီးတော့ကျွန်တော်ဒီမှာဒါလေးကိုနှိပ်လိုက်ပြီးတော့ခဏစောင့်လိုက်ပါစောင့်ပြီးရင်သူကဒီမှာဒီသက်ဆိုင်ရာတချို့ကတော့အမှန်ချစ်ပြီးသားရှိလို့အမှန်ချစ်ဖြုတ်ထားပြီးသားလည်းရှိတယ်ဒီကောင်လေးတွေကိုကျွန်တော်အမှန်ချစ်ဖြုတ်ပြီးတော့သူကအမှန်ချစ်ဖြုတ်ထားပေးဖို့လိုတယ်ပြီးလို့ရှိရင်ဒီ OK ကိုနှိပ်လိုက်လို့ရှိရင်တော့ restart တောင်းလိုက်မယ်restart ကိုကျွန်တော်ခဏrestart လိုက်တာခဏနှိပ်ပြီးတော့နောက်တစ်ခုထပ်ပိတ်ပေးဖို့လိုပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီ Windows security ထဲမှာ device security ထဲမှာဒီ core isolation ကိုပိတ်ထားပေးဖို့လိုပါတယ်အဲ့ဒါကိုကြတော့ကျွန်တော်တို့Windows security ကိုသွားလာမယ်သွားပြီးတော့ကျွန်တော်တို့ဒီမှာ device security ထဲမှာcore isolation detail ကိုနှိပ်ပြီးတော့ကျွန်တော်ဒီကောင်လေးကို off ထားပေးဖို့လိုပါတယ်off ထားပေးပြီးဒီကောင် off လိုက်လို့ရှိရင်လည်းသူ restart တောင်းလိုက်မယ်အဲ့ရလို့ရှိရင်ကျွန်တော်တို့ဒီက restart ပါအတူတူပေါင်းပြီးတော့ restart တစ်ခါလေးချလိုက်လို့ရပါတယ်ကျွန်တော်ကတော့အခု restart ချပေးသားဆိုတော့ဆမ်းမပြတော့ဘူးအဲ့ဆိုတော့ဒီ EVE တင်လို့ရှိရင်ကျွန်တော်တို့အဲ့ဒါမတက်တော့ဘူးပေါ့တကယ်လို့ဒီကောင်တွေဖွင့်ထားပြီးသားဖွင့်ပြီးတော့ run မှာဆိုလို့ရှိရင် EVE ကဖွင့်မရတာမျိုးအဲ့ဒါဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ဒီကောင်လေးကိုပိတ်ထားပေးဖို့လိုပါတယ်အဲ့ဆိုရင်ဒီကောင်လေးပိတ်ပြီးလို့ရှိရင်တော့ restart တော့ခဏစောင့်လိုက်စောင့်ပြီးလို့ရှိရင်ကျွန်တော် EVE တင်လို့ရပါပြီ EVE တင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတင်လို့ရတာကကျွန်တော်ISO file နဲ့တင်မယ်ဆိုလို့ရှိရင်တော့အနေနဲ့ကြာတတ်တယ်အဲဒါကြောင့်မို့ကျွန်တော်ကဒီ 5.01 ရဲ့ကျွန်တော်ဒီ file နဲ့ပဲကျွန်တော်တင်လိုက်ပါမယ်အဲတော့ကျွန်တော် VMware ကို install လုပ်တာပို့လို့လိုတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ VMware မှာဘယ်လို install တင်မလဲဆိုလို့ရှိရင်ဒီ Elecon ကopen virtual format package ကိုကျွန်တော်ဒီ package နှိပ်လိုက်တာနဲ့ကျွန်တော် VMware ကို auto ရောက်တော့မှာပါဒီမှာကကျွန်တော် name ပေးခိုင်းတာပေါ့ကျွန်တော်ကဒီမှာ EVE lab လို့ဒီကောင်ကကျတော့ကျွန်တော်ဒီမှာပေါ်မဲ့ name ဒီကောင်ကကျတော့သူနဲ့သက်ဆိုင်ရဲ့ file ကိုဒီသိမ်းမဲ့ folder ပါဒါဒီ file folder တော့ကိုကြိုက်တဲ့နေရာမှာသိမ်းထားလို့ရပါတယ်ပြီးလို့ရှိရင်ဒီ import ကိုနှိပ်လိုက်ပါ import နှိပ်ပြီးလို့ရှိရင်ခဏစောင့်ပေးလိုက်ပါသူကပြီးလို့ရှိရင်ပဲ file ထဲမှာထည့်သွားမယ်ဆိုရင်ကျွန်တော်ကဒီ data ဒီထဲမှာသိမ်းထားတဲ့အတွက်သူကဒီမှာ EVE လက်ဆိုပြီးတော့ဝင်လာပါပြီဒီကောင်လေးခဏစောင့်ပေးလိုက်ပါဆိုတော့ဒီ image ကို download လုပ်လို့ရအောင်လဲကျွန်တော်download link ကိုကျွန်တော် comment မှာ link ချပေးထားပါမယ်အဲ့ရနေဝင်ပြီးတော့ download လုပ်လို့ရပါတယ်အဲ့တော့ဒီကောင်လေးပြဖို့ခဏစောင့်ပေးရပါမယ်โอเคအဲ့ဆိုရင်ဒီမှာ EVE ရပြီဆိုရင်ကျွန်တော်တို့ဒီမှာ edit virtual machine မှာသူကကျွန်တော်နည်းနည်းပြင်သားလေးရှိတယ်သူကတော့ဒီ EVE ကတော့သူက default run 8GB လို့ထားတယ်သူက 8GB ဆိုရင်တော့ကောင်းကောင်း run လို့ရတယ်ဒီကောင်ကကျတော့ဒီကို laptop ရဲ့ run size နဲ့ run များရင်တော့ပိုကောင်းတယ်သူ run နဲ့တော့နည်းနည်း EVE ကတော့လေးတက်တယ်ဒီမှာဗာပြောင်းဖို့လိုလဲဆိုရင်ကျွန်တော်တို့ network adapter မှာကျွန်တော်တို့ဒီLED ပြောင်းပေးရမယ်ပြောင်းပေးလို့ရှိရင်ပြောင်းပေးရမယ် LED ပြောင်းပေးလိုက်ပြီပြောင်းပြီးရင်နောက်ထပ်ဒီ core processor မှာကျွန်တော်တို့ဒီကောင်လေးတွေကိုအမှန်ချစ်ထားဖို့လိုတယ်ခုနကဒီကောင်လေးပိတ်ထားတယ်ဆိုတာကဒီကောင်လေးပိတ်ခိုင်းတယ်ဆိုတာကဒီနှစ်ခုအတွက်ပိတ်ခိုင်းတာပါတကယ်လို့မပိတ်ဘူးဆိုလို့ဒီကောင်လေးကိုမပိတ်ဖ ೇನೆ run မှာဆိုလို့ရှိရင်ဒီကောင်လေးဖွင့်ထားတဲ့အတွက်သူကအဲ့ဒါတက်နိုင်တယ် EVE ဖွင့်လို့မရတာဖြစ်နိုင်တယ်
အဲဆိုရင်ကျွန်တော်ပထမအဆင့်ကကျွန်တော် network adapter ကို LED ပြောင်းတယ်ပြီးလို့ရှိရင်ကျွန်တော် processor မှာဒီ virtualization engine မှာကျွန်တော်ဒီကောင်လေးကိုအမှန်ချက်ထားလို့ရတယ်ပြီး okay နှိပ်လိုက်ပါနှိပ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲဒီကောင်လေးကို power on လိုက်လို့ရှိရင် power on လိုက်ပါမယ် power on ပြီးတော့ခဏတော့စောင့်ပေးရမယ်တော့ install လုပ်မယ်ဆိုတော့ခဏတော့စောင့်အဲဒါဆိုရင်ကျွန်တော် IP ကျလာပြီကျွန်တော်ဒီ IP ကကျွန်တော် LED ပြောင်းလိုက်တဲ့အတွက်တော့ IP ကျလာပါဒီ IP ကိုလည်းသူကကိုယ်တိုင်သွားပြီးလုပ်ဆက်မလို့သူက DHCP နဲ့ auto ကျတာဆိုတော့ဒီ IP ကိုကျွန်တော်ဘာမှသုံးရမလဲဆိုရင်အခုလောဆိုတော့သုံးလို့မရသေးဘူးသူက install လုပ်ပြီးတော့မှသုံးလို့ရပါမယ်ကျွန်တော်ခဏတော့စောင့်ပေးရတယ်သူကဒီမှာအပေါ်မှာလည်း default username password တွေပေးထားပြီးသားပါdefault username ကဒီမှာ ROD root နဲ့ဝင်ရမယ် password က EVE နဲ့ဝင်ရမှာပါ root EVE ပေါ့ဒီကောင်လေးခဏစောင့်ပေးရတယ် ISO file နဲ့တင်မယ်ဆိုရင်သူကဒီကောင်လေးတက်လာဖို့တော့တော်ကြာတယ်သူကအဝိုးအစအဆုံးကုန်ပြင်တင်ရတာဆိုတော့ဒီကောင်လေးတင်ရတော့ပို့ပြီးတော့မြန်တယ်ပေါ့နော်ဒါဆိုရင်အနာခေါက်လိုက်လို့ရှိရင်ရပြီအမှ ROD root enter EVE လို့ရိုက်လိုက်သူ password ကတော့မပေါ်ဘူးမပေါ်ဘဲတော့ဟို EVE လို့ရိုက်လိုက်ရင်ရပြီ enter ခေါက်လိုက်တော့ဒါတွေပေါ်လာလိမ့်မယ်အဲ့ဒါကိုကျွန်တော်ဘာမှမထည့်ဘူး enter ပဲနှိပ်လိုက်မယ် enter ဆက်နှိပ်မယ်ပြီးရင် enter ပဲဆက်နှိပ် EVEMG ဒါနာမည်မပြောင်းလဲရတယ် enter ပဲဆက်နှိပ်လိုက်အကုန်လုံး enter ပဲဆက်နှိပ်သွားလိုက်မယ်ဒါ DHCP နဲ့ stat တွေရွေးခိုင်းတာကျွန်တော်က DHCP ပဲထားလိုက်မယ်ပြီးရင် okay နှိပ်လိုက်ပါအကုန်လုံး okay ကြီးပဲနှိပ်သွားလိုက်ရင်ရပါတယ်ဒါဆိုရင်ရပါပြီအဲ့ဆိုရင်ဒီ EVE လို့ကိုတက်လာပြီအဲ့ဆိုရင်ကျွန်တော်ဒီ IP ကိုဝင်လို့ရပါပြီ192.168.52.138အဲ့ဆိုကျွန်တော်တို့ browser မှာဝင်ရမယ်192.168.52.138သူ EVE ကတော့ default ကိုသူက default browser ကိုတော့သူကFirefox သုံးဖို့တော့ recommend ပေးထားပါတယ် channel browser တွေနဲ့သုံးလို့ရတယ်ဒါပေမဲ့နည်းနည်းသူနဲ့မကိုက်တာတွေပါဖြစ်တယ်သူရဲ့ recommend ပေးထားတဲ့ browser ကတော့ကျွန်တော် Firefox ကို recommend ပေးထားတယ်ဒီမှာဝင်ဖို့အတွက်ကြတော့ကျွန်တော်တို့username က admin password ကတော့ EVE နဲ့ဝင်ရမယ်ပြီးရင် sign in နှိပ်လိုက်အဲ့တော့ကျွန်တော်တို့ဒီမှာ let တွေစမ်းလို့ရပြီလက်စမ်းဖို့အတွက်ကျွန်တော်တို့ဒီမှာ new let ခေါ်လိုက်မယ် sage ဒါကကျွန်တော်တို့ note တွေယူမယ်ဆိုလို့ရှိရင်ဒီကနေယူအောင် right click နှိပ်ပြီးတော့ယူလို့ရတယ် note တွေယူအောင်အခုကကျွန်တော်တို့router တို့ switch တို့အတွက်ဒီ image file တွေမထည့်ရသေးတဲ့အတွက်ဒီမှာတော့ပုံမှန်မဟုတ်သေးဘူးပေါ့နော်ဒီမှာတော့ switch တွေမပေါ်သေးဘူးဒီ switch ဒီ image တွေကိုဒီ router တို့ switch တို့ image တွေကိုဘယ်လိုထည့်ရလဲဆိုတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာထပ်လုပ်ပြတော့ပါမယ်အခုဒီမှာကကျွန်တော်တို့ Windows ရှိတယ် Windows လည်းမရှိဘူးတော့ PC တစ်လုံးယူလိုက်မယ်ဒီတစ်လုံးယူလိုက်မယ်ကျွန်တော်တို့ဒီမှာnetwork အတွက်ကျွန်တော်တို့network တစ်ခုယူလိုက်မယ် Bridge Minimal Cloud Scale လေးရမယ်ပြီးရင်ကျွန်တော်တို့ဒီမှာအကောင်လေးချိန်ပြလိုက်မယ်ပြီးရင်ဒီကောင်ကို run ဖို့အတွက် start ကိုနှိပ်မယ်နောက်တစ်ခုရှိတာကကျွန်တော် EVE သုံးမယ်ဆိုရင်ကျွန်တော်တို့ဒီ PuTTY ဆိုတဲ့ software လေးတော့ထောင်ထားဖို့လိုတယ်သူကဒီကျွန်တော်တို့ terminal ဒီ command တွေပဲရိုက်လို့ရှိရင်ကျွန်တော်တို့ EVE ဒီ terminal PuTTY နဲ့တော့ auto ဖြစ်သွားအောင်နော်ဒါဆိုရင်ရပြီ sorry အဲ့ဒါရတယ်ဒီမှာ IP တောင်းကြည့်လိုက်မယ်ကျွန်တော်
ကျွန်တော်era ထပ်နေတယ်ဘာလို့လဲမသိဘူးပြင်ကြည့်လိုက်မယ်အဲ့တော့ကျွန်တော်era ထပ်နေတယ်ကျွန်တော်ဆွတ်တင်မထည့်ရသေးလို့လည်းဖြစ်နိုင်ပါတယ်ဒါဆိုရင်ကျွန်တော် DHCP IP တခုရလာပြီဒီ IP ကကျွန်တော်တို့ VA ကျွန်တော်တို့အိမ်မှာကျွန်တော် Wi-Fi တွေမှာ auto ကျလာတဲ့ DHCP IP တခုဖြစ်တယ်ကျွန်တော်တို့ဒီ backup ထည့်စာမှာဆိုလို့ရှိရင်ကျွန်တော်တို့IP တွေကို IP တွေကကျွန်တော်တို့ default default user default IP တွေမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ manual ပေးရတဲ့ IP ဖြစ်တယ်ဒီ IP တွေကြတော့ကျွန်တော်တို့ဒါက VA IP ဖြစ်တယ်ကျွန်တော်တို့အိမ်က Wi-Fi တွေနဲ့ Wi-Fi ရဲ့ကိုယ့်ရဲ့ IP address တိုင်းသူကIP တွေကြာမှာပါကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် 192.168.192.168.ဒါဆိုရင်ကျွန်တော်တို့ဒါ IP ကဒီမှာ 192.168.1.2 ဒီလိုကြာလာတယ် 2.2 ဆိုပြီးကြာတယ်ဒီလိုမျိုး IP တွေကြာလာတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ EVE တင်တာကတော့ဒါအောင်မြင်သွားပြီပေါ့ကျွန်တော်တို့ဒီတခြားဒီ switch တွေ router တွေယူဖို့ကြတော့ကျွန်တော် email မထည့်ရသေးတဲ့အတွက်မရှိသေးဘူးမရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်ဒါနောက်ဗီဒီယိုမှာကျွန်တော် email တွေအတွက် email ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်ရှင်းပြဗီဒီယိုတစ်ခုထပ်လုပ်ပေးသွားပါမယ်ဒီကောင်ကကျတော့ backup ထိစားနဲ့မတူတာကကျတော့သူကအကောင်လေးကိုပိတ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးကို store လုပ်ပေးဖို့လိုတယ်မဟုတ်လို့ရှိရင်တို့ပြန်ဖွင့်လိုက်တဲ့ခါကျလို့ရှိရင်အဲ့ဒါတွေပဲဖြစ်နိုင်တယ်အဲဒါဆိုရင် close last ဒီ sign out နှိပ်လိုက်ပါမယ်ဒါ EVE ပြန်သွားမယ် EVE ကိုပိတ်ချင်လို့ရှိရင်လည်းကျွန်တော် right click နှိပ်ပြီးတော့ကျွန်တော် power off လေးနှိပ်လိုက်အောင်ပါပဲနောက်ဒီမှာ average ပေါ်လို့ရှိရင်ကျွန်တော် average ကိုနှိပ်ပြီးတော့ကျွန်တော်ဒီမှာနှိပ်ကိုနှိပ်ရအတွက်ဒီမှာဒီကောင်လေးကိုဒီနောက်ဆုံး update တင်ပေးလိုက် next သွားပြီးရင်ဒီကောင်ကကလုံးပါလားဒီရှိပြီးသားထဲမှာပဲလုံးပါလားပြီးတော့ရှိပြီးသားကိုပဲ update လုပ်လိုက်ပါမယ်နှိပ်ကိုနှိပ်လိုက်ပါပြီးရင် finish ကိုနှိပ်လိုက်အဲဒါဆိုရင် update ကြောက်ပါလိမ့်မယ်ဘယ်လိုပြန် run ရမယ်ဆိုရင်ကျွန်တော် power on လိုက်ရင်power on လိုက်တာလည်းကျွန်တော်တို့မှာခဏတည်းလို့ရှိရင် IP တစ်ခုကြာလာပါလိမ့်မယ်ဒီ IP ကတော့သူကလုံးဝမပြောင်းဘူးသူကဒီ IP အတိုင်းပဲပုံမှန် IP အတိုင်းပဲသွားပါမှာဒါဆောင်ပေးလိုက်ဒီမှာဒီ IP ပေါ်လာလို့ရှိရင်ရပြီဒီမှာကကျွန်တော်တို့ဘာမှလုပ်ဆက်မလို့ဒီ CLI မှာကကျွန်တော်ဘာမှလုပ်ဆက်မလို့ကျွန်တော်လောကမှာဒီ IP ကိုကျွန်တော်တို့ browser မှာဖွင့်လိုက်ရင်ရပါပြီဒီမှာ admin EVE နေတဲ့တိုင်းတော့ကျွန်တော်အရင်လက်ထဲရောက်သွားပါလိမ့်မယ် close last node တွေယူဖို့အတွက်ကျတော့ဒီမှာ right click နှိပ် node ယူအဲ့လိုမဟုတ်လဲဒီမှာnode တွေယူလို့ရတယ် node object node တွေယူလို့ရတယ်အဲ့ဆိုရင်တော့ကျွန်တော် EVE တင်တာကျွန်တော်အောင်မြင်သွားပါပြီ image file တွေထည့်ဖို့အတွက်ကျွန်တော်တို့ဘာတွေလိုလဲဆိုလို့ရှိရင်ကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးတော့ပါမယ် image file တွေကအများကြီးထည့်ရပါဖြစ်တဲ့အတွက်နည်းနည်းတော့ရှုပ်နိုင်တယ်ပေါ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်